ဘောနမြန်ဘက်ကိုခရီးသွားရင်သိတာလေသူကလေထုံဆက်ပေါ်မှာအပြစ်တင်တာ10လုံး15လုံးအလုံး20အဲ့လိုတင်ပြီးတော့ကိုဖွင့်တာနှလုံးရောဂါရှိတဲ့ပုဂ္ဂိုလ်ဆိုသေသွားမလားမသိဘူးနော်ဟိုဘေးနာကားမောင်းသွားရင်ကားတွေဆိုလည်းတုံခါသွားတာနော်အဲ့လောက်ထိကိုသူကစွတ်စွတ်ဝါးကြီးတယ်ဆိုတော့စူးညံနေတာပေါ့နော်ခထိန်ပွဲကိုကြောင်းပြီးတော့တအိမ်လဲမဟုတ်နှစ်အိမ်လဲမဟုတ်တစ်ချောင်းလဲမဟုတ်တစ်ချောင်းလဲမဟုတ်ရှိသမျှအကြောင်းရှိသမျှရွာကစူးညံနေကြတာဆိုတော့ဘာသာကြားတွေအမြင်မှာအထင်သေးစရာလေဗုဒ္ဓဘာသာကဒီလိုပဲလားဆိုတာမျိုးပေါ့နော်အဲ့တော့မြတ်စွာဘုရားကအဲ့လိုစူးညံတာကိုမကြိုက်ဘူးလေဆိုဦးစင်းပြောချင်တာကဘာလဲဆိုတော့ဟိုဗုဒ္ဓဘာသာတွေလုံးသမျှအားလုံးဒီသာသနာကိုထိခိုက်တာပဲကိုကောင်းကောင်းမို့လွှတ်ရင်သာသနာဂုံတက်တယ်ကိုကောင်းကောင်းမို့မလွတ်တဲ့မကင်တိုင်သာသနာထိခိုက်တယ်အဲကြောင့်ဦးဇင်းတို့ရဟန်းတော်များဗုဒ္ဓဘာသာကိုစားပြုတဲ့တရားဓမ္မများအနေနဲ့ဘာသာရေးနဲ့ပတ်သက်လာရင်အထူးသတိထားရမယ်ကိုလုံးနေတဲ့အလုပ်ဒီဘုရားဆုံးမနဲ့ညီလားမညီလားကြည့်တင်တယ်ပေါ့နော်မသိရင်ဆရာတော်တွေမေးပေါ့အရှင်မြတ်တို့ဒါလေးလှုပ်ချင်တယ်ဒါအဆက်သလားဘုရားရှင်ဆိုရင်ခွင့်ပြုသလားဒါမျိုးပေါ့နော်မေးတင်တာပေါ့နော်မမေးဘဲနဲ့လှုပ်လိုက်တဲ့အခါကျတော့ဘုရားကပဲလှုပ်ခိုင်းခဲ့တယ်လို့ဒီဘုရားကပဲဒီတခြင်းတွေဖွင့်ခိုင်းတယ်လို့အဲ့ဖြစ်ကုန်တာပေါ့နော်အဲကြောင့်မကောင်းဘူးဒါကြောင့်ဆရာတော်ကြီးကပြောတာနော်ဘာသာကြားတွေအမြင်မှာဆိုလို့ရှိရင်တဲ့စဉ်းစားဉာဏ်မရှိတဲ့လူမျိုးဟုအထင်သေးကြပြီလိမ့်မယ်တဲ့ထို့ကြောင့်အမျိုးဘာသာအစဉ်တန်းမြည်ရေးကိုတွေးကာစီကန်းကြကြဥပုသ်ဆောင်နော်သတိပေးသည်တဲ့နော်ဆရာတော်ကြီးကသတိပေးထားတာနော်ဆရာတော်ကြီးသတိပေးထားတာဒါဥစဉ်သတိပေးတာမဟုတ်စနစ်တကျစီကန်းတကျဥပုသ်ဆောင်တတ်ဖို့လိုတယ်